ရက်နေ့ဟာအဲ့ဒီငါအတွက် special day ကွာ ခင်ဗျားကလည်းအဲ့9ရက်နေ့ကျွန်တော်တို့လည်း special day ပါ မသိဘူးကွာငါအတွက်ပဲဖြစ်ရပဲ ဟာ9ရက်နေ့ခင်ဗျားတို့ပဲဘာလို့ဖြစ်ရလဲ ဟာအဲ့ဒီကငါအတွက်အရန်ရေးပါတဲ့နေ့လေးဖြစ်လာတော့မှာကွာငါရဲ့အချစ်ဆုံးပန်းနူလေးကအဲ့ရမှာဖွင့်ပြောတော့မှာကွာဆိုတော့အဲ့ဒီကငါအတွက် special day တည်းဖြစ်လာတော့မှာပေါ့ ဩအဲ့လိုလားကျွန်တော်ပြောတဲ့9ရက်နေ့က MPDS special flag promotion နေ့ကိုပြောတာဗျ နေစားပါကွာကန်ဆယ်ဖို့အတွက်အချိန်မပေးနိုင်သေးဘူး crash လေးကိုအချိန်ပေးရအောင်မယ်ဟာကွာရေးတဲ့ဘေးကကုံသွားရင်စော်စိတ်ကောက်နေပါရင်ဆိုတော့မှတိုက်ရင်ခုနေခဏအောင်ငါကွာစော်စိတ်ဖုံးဆက် မင်းရတော့မဟုတ်ပါဘူးခရောက်ဏလေးပါကွာတိုက်ရင်ဟယ်လိုတယ်ဟယ်လိုစိတ်မကောက်ပါနဲ့ကွာကိုနေကတော့ထမင်းစားပို့လိုက်တဲ့ပုံနဲ့ကောင်မလေးကကိုနေဘာမှမဆိုင်ပါဘူးကွာဒီမင်းတဲ့အနောက်ကနေပြီးတော့စီးထိုးလိုက်တယ်ပါကွာဒဲပါကွာရုံမှာ ဟဲ့ပြီးကုန်ပြီကွာရှူစရာကြီး ငကိုရဲငါဆိုစိတ်ကောက်နေပါလေဆိုတော့ကွာသူစိတ်ဆိုတာမချော့လို့ဆိုရင်ဖုံးပြပြဆိုတော့အမှုကထတ်တိုးဒီတိုင်းရှင်းပြနေတယ်ဖုံးပြရဘလောက်ထက်တယ်လောက်မှမဟုတ်ဘူးကွာဘာဖြစ်လဲ view ဆိုင်မှာ ညီလေးကောင်မလေးကတော်တော်အရေးချင်တယ် ဘာဗျ ဟိုစိတ်လျှော်ပါအောင်ငါကြီးအကိုတို့ကညီလေးကိုကူညီပေးမလို့ပါကွာ အကိုအကြံပေးချင်တာညီလေးကောင်မလေးကအရန်ရစ်တက်တဲ့ကောင်မလေးမျိုးဆိုရင်ဈေးတန်တန်လေးနဲ့အရေးခံလို့ရမယ်ပြီးရင် MPD အချင်းချင်းတန်တန်လေးပုံပြောလို့ရမယ်အကြိုက်ပြောနေတခြားဘဲ opera ဝက်ခေါ်စတစ်ပြန်စင်းလို့နဲ့အကြိုက်ခေါ်လို့ရမယ်ကြက်ရခေါ်ပက်ကလေးရှိတယ်နော်အဲ့ဒါလေးညီလေးတုံးကြည့်ပါလားအခုလိုမျိုးညီလေးရိုးရိုးဖုံးပြီးနေပြောတော့အကုန်ကြများတာပေါ့ ဟာဟုတ်တာပဲအဲ့ကြောဘယ်လိုဝယ်ရမလဲ MPD ချင်းတက်တာနဲ့ကြက်ရပြောနိုင်မယ်ကြိုက်ပြောပက်ကလေးရတော့ စား600ဟတ်ကိုဖုန်းခေါ်ဆိုပြီးဒါမှမဟုတ် MPD 4U အမှတစ်ဆင့်ဝယ်ယူနိုင်တယ်ညီလေးကောင်မလေးက MPD မဟုတ်ဘူးဆိုရင်စိတ်ပူစရာမလိုပဲကြိုက်တဲ့နံပါတ်ကိုတတ်နဲ့ခေါ်လို့ရမယ်ကြက်ရခေါ် package ရှိကြက်ရခေါ် package တွေရတော့ star 997 hash ကိုဖုန်းခေါ်ပြီးဒါမှမဟုတ်ရေ MPD 4U app ကနေတစ်ဆင့်ဝယ်လို့ရရဲ့ညိုပြည်တို့ရေMPD ရဲ့ကြက်ရခေါ်နဲ့အကြိုက်ပြောပက်ကလေးတွေကိုဝယ်ယူပြီးဇီနိုချိုတာစွာနဲ့ချီယာရေစီကိုဖုန်းခေါ်ဆိုလိုက်ပါโอ้บอดทาวชิชิลาเฮ้ยဘစတောမချီရှိလာ တူ MPD မချီရှိလာတာတာ bro ရန်နေပြောနေပါလားဝမ်းသာစရာဘာကိစ္စရှိလို့ပြောပါ ဒီနေ့15ရက်နေ့ငါရဲ့ချစ်စုံပန်းနူလေးစီကနေပြီးတော့အဖြေရလာခဲ့တာကွာမင်းရဲ့ကိုကြီးအဖေမဟုတ်တော့ဘူးလူဖြစ်ပြီကွာလူဖြစ်ပြီဟာ ဒါဆိုညနေကျရင်တော့တဝိုင်းနော် no ဒီနေ့ငါရဲ့ချစ်စုံလေးနဲ့ဒင်နာဒိတ်ထားတယ်မအောင်နောက်လာနှစ်တိုင်းဒီလို15ရက်နေတိုင်းမှာလင်းထက်မအားတော့ပါ ဘာလို့လဲ ဟာအဲ့ဒီလေကွာ ဟုတ်ပါပြီဗျာဒီနေ့15ရက်နေ့က MPD ရဲ့ special flag promotion ရှိရဆိုမမင်းနဲ့ဘူး အော်တော်စမ်းပါကွာငါရဲ့ချစ်စုံလေးစီကိုထမင်းစားပြီးပြီလားဆိုတာကိုလှမ်းပြီးတော့ message ပို့လိုက်အောင်မယ်ဒိုးစားပါကွာ ဟုတ်ချုပ်ဟုတ်နေရပဲဘယ်တော့အသေးပွဲလာလဲတော့မသိဘူးစောင့်ကြည့်ရသေးတယ်ဟော ဖွင့်ထားတယ်ကွာစုကောင်းမနေနဲ့ဖွင့်ထားတယ်အမလေး ဟာငိုသားပါနဲ့ငိုရဲလေခမရယူချလှလဲလှမို့လူရတာရုပ်ကြီးကျွန်တော်မှလေပြပြတလဲပြေးလာတာပုံစံလည်းကြည့်အောင် ဒီနေ့
ငါရဲ့အခြေသုံးပန်းလူတွေကငါ့ကိုလမ်းခွဲသွားပြီကွာငါသူ့ကိုရင်ချစ်တာခါရ အခုတော့တွေ့ရမှာ10ရက်ပဲရှိသေးတယ် အေးလေ ဘလို့လုံးပြတ်သွားလဲ MBD ရုံးမှာလုံနေပြီးတော့ special flash promotion ရှိတာသူ့မပြောလို့ပဲကွာအေးဒီတောင်ပေါ့မင်းပြတ်တာမဟုတ်ပဲနဲ့ ဒီသားမရှိတယ်ဘာဖြစ်လဲကိုကြီးတွေကြောက်ရှိရမဟုတ်ဘူးလားနော် တော့တော့မင်းမန်းနုမှာမဟုတ်ပဲနဲ့ ခမရလည်းဗျာအခုခမရတော့တော်တော်ရှိကြအောင်ဒါကျွန်တော်ညီကိုနေတော့တောင်းမယ်နော်တော့တောင်းမယ်ခဏနေခဏနေ ဘာပြည့်ပြန်ပြီကွာ ဒီနေ့ဘာနေလဲသိလား ဘာနေလဲ 25ရက်နေ့လေ ဘာပြည့်လဲ ဒီနေ့25ရက်နေ့က MBD ရဲ့ special flash ရှိရလေဖုန်းပေးပြေဖို့လည်းမမေးနဲ့အောင်နော် ကွာတကွဲနေပါဒီကောင်မလာစားနေပြန်ပြီကွာ ကျွန်တော်မေးပါဆိုလို့ပါရှိပါတယ်ဘာဖြစ်ကျွန်တော်ညီကိုနေတော့တောင်းမယ်နော် သွားကြည့် လာပါလာမယ်ဒါထ ဟုတ်ကဲ့ special flash မှာပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့လစဉ်1ရက်နေ့ကနေပြီးတော့25ရက်နေ့အတွင်းမှာ star 9လေးလုံး hash ကိုအခမဲ့ခေါ်ဆိုပြီးတော့စည်ရင်းသွင်းပါဝင်နိုင်ပါတယ်ရှင် MBD special flash promotion နေ့လေးတွေကတော့လစဉ်9ရက်15ရက်25ရက်နေ့လေးတွေမှာပဲဖြစ်ပါတယ်ဒီနေ့လေးတွေမှာဖုန်းဘေး1000ကျပ်နဲ့အထက်ထည့်သွင်းခြင်းဖြင့်ချက်ချင်းတင်ရနိုင်မဲ့လစဉ်မတူညီတဲ့ mobile အကျိုးခံစား권တွေအပြင်စည်ရင်းသွင်းပါဝင်ခြင်းအတွက်လည်းထပ်ဆောင်လက်ဆောင်တွေကိုပါကန်ထူရရှိနိုင်မှာပါရှင်ဒီလမှာရရှိနိုင်မဲ့အကျိုးခံစား권တွေကတော့ချက်ချင်းတန်ရနိုင်မဲ့ကြိုက်ရသုံး data 11GB plus ည3 data 11GB အထိကိုအပို data လက်ဆောင်နေတဲ့အတူစည်ရင်းသွင်းပါဝင်ပေးခြင်းအတွက်လည်းထပ်ဆောင် point 200အထိကိုလက်ဆောင်အစရှိတဲ့အကျိုးခံစား권တွေကိုကန်ထူးရရှိနိုင်မှာပါရှင်ဟုတ်ကဲ့အခုပဲ star 9လေးလုံး hash ကိုအခမဲ့ခေါ်ဆိုစည်ရင်းပေးသွင်းပြီးတော့ MBD ရဲ့ special flash မှာပါဝင်လိုက်ပါနော်ပြီးတော့လစဉ်9ရက်15ရက်နဲ့25ရက်နေ့တွေမှာ MBD ရဲ့ special flash အစီအစဉ်လေးရှိနေမှာဖြစ်လို့ဖုန်းပေလေးဖြည့်ပြီးတော့ကန်ဆယ်ပေးဖို့လည်းမမေ့ပါနဲ့နော်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်တာယာလာပါရနေလေးပိုင်ဆိုင်နိုင်ပါသေးရှင်လာလိုက်တာကိုဟာကရဲ့ရှင်ဆိုဒီမှာလဲလေအတန်မပေးပါပေးနဲ့ပြောပါကိစ္စလဲ ဟောဟိုလေနင်း customer နဲ့ဖြည့်နေရရန်စမတ်ဖြစ်နေရောကျွန်တော်လည်းမျောတော့ပြီအဲ့ဒါဘာကိစ္စလာမမိရော ဒီနေ့25ရက်ဆိုတော့ special flag promotion တွေမှာဖုန်းမဖြေရအောင်မယ် ဟောနင်းလည်းဒီနေ့မှဖုန်းဖြည့်ရလားကျွန်တော်ကစိတ်ရှင်းနေစတဲ့တင်နေမနေ့ကလေးကတည်းကကျွန်တော်လည်းဖုန်းဖြည့်ပြီးသွားတယ်အဲ့ဆိုကျွန်တော်သွားလိုက်အောင်နော်ဟေး Hello ဖေးပြော မင်းလေးအဖေခုပဲပြရထွက်လာပြီ။နေ့ရန်ကုန်ရောက်မယ်နော် ဟဲ့ဖေးတကယ်ဖေးရန်ကုန်လာနေရလားဟေးပြောလိုက်တာဖေးဟဲ့ဖေးရန်ကုန်ရောက်လို့ရှိရင်တမီးကိုမလာရှမ်းကိုလိုက်ကြည့်ရမယ်နော်ပြီးရင်ဖေးနဲ့တမီးနဲ့ shopping ထွက်ကြမယ်နော်ဖေးနော် ။အေးပါဟုတ်ပါ။ဒါသမီးလေးစစ်ချက်အကုန်လာပြောဖြည်းဖြည်းဝယ်ပေးမယ် အဲ့ဒါကြောင့်မလို့ဖေးကိုချစ်နေရလားဖေးအဲ့ဆိုလို့ရှိရင်ဖြည်းဖြည်းမောင်းတော့ဖြည်းဆိုင်တမီးလည်းလှုပ်ရှားရှက်လေးလှုပ်လိုက်အောင်မယ်နော်ဖေး ။ကောင်းပါပြီဗျာ။ See you နော်မင်းလေး See you soon ဖေး MPD မှာဘင်းနဲ့တတာသူမဟုတ် first day ဝယ်ရခါရရှိတဲ့ club point တွေကိုဘယ်နေရာမှာအသုံးပြုလို့ရလဲဆိုတာသိချင်တာလားရှင်ဟုတ်ကဲ့ပါ MPD ရဲ့ club point တွေကိုဘယ်လိုနေရာတွေမှာအသုံးပြုလို့ရမလဲဆိုရင်လူချင်းမဲ့ဆွဆောင်ထားတဲ့ point တွေကို data void SMS အဖြစ် cashback reward တွေနဲ့လဲလှယ်အသုံးပြုနိုင်ပါတယ်ရှင် MPD club ရဲ့ member site တွေက promotion တွေကိုလည်း point နဲ့လဲလှယ်ပြီးအသုံးပြုနိုင်ပါတယ် MPD Club မှာဝင်မယ်ဆိုရင်တော့ MPD for you application ကို download လုပ်လိုက်ရုံနဲ့အလိုလျောက်ဝင်နိုင်တယ်လို့ *345 ရှက်ဖုန်းကိုလည်းခေါ်ဆိုပြီးတိုက်ရိုက်မှာဝင်နိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါရလာပါတော့နေ့လေးဖြစ်ပါစေရှင်။ဟဲ့အမအဲ့လိုစိုက်ချင်တော့ညီမမနေတတ်တော့ဘူး တော့မေဖူးလေးရမှာတော်တော်တိုးတက်လာပြီပဲ customer inquiry တွေကိုလေချောချောရှူရှူဖြေရှင်းနိုင်တာကြည့်ပြီးတော့လေအမသဘောကျလို့ပါ ။အမတင်ပြီလို့အလောက်တက်လာတာပါနော် မလေးအဲ့လောက်လည်းမဟုတ်ပါဘူးဒါနဲ့ဒီနေ့တို့ department တော်တော်သားရနေတာပဲပုံမှန်ဆိုလို့ရှိရင်ဒီချိန်ရလေ customer inquiry နဲ့ရှုပ်ရှက်ခတ်နေတာဒီနေ့တော့လေပြေလေးအေးလေးတိုက်လို့ ။ဟုတ်ပါ။ဒါဆိုရင်ထမစားနိုင်ချိန်ကိုအကားရုပ်ပဲသွားကြမှာ သွားမယ်လေအမလည်းလက်ကြံလုပ်လေးဖြတ်လိုက်အောင်မယ်မေဘူးလည်းလှုပ်ဆက်ရှက်လုပ်လေ ။ဟုတ်
MK WhatsApp နော် ဟိုတယ်ပါစေချက်တိလောလည်း ကိုဒီဖိုင်မဟုတ်ဘူးတင်တယ်ကျွန်တော်ဖိုင်တော့ချလိုက် အေးတော်တွေ့ကြလား အော်တွေ့ပြီတင်မ ပြောပါ MP MP photo ဒီဘက်က CC ရုံးခန်းတစ်ခုလုံးလဲရှုပ်ပွားနေရပဲအပြင်လူမြင်လို့တော့မကောင်းစားတွေတေချာကင်စားစမ်းပါကွာဒီလိုစီကမ်းမရှိတာတွေအမမကြိုက်ဘူးဆိုတော့မင်းတို့သိတယ်မလား ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါအမဟိုကျွန်တော်တို့ခဏနေလေးအလုပ်ပြီးတော့တဲ့ခါကျရင်အကုန်လုံးပြန်သိမ်းပြီပါပဲ โอเคโอเค သူပဲလားကျုပ်စီတွေလောက်ခိုင်းလို့ငါတို့လောက်ပေးနေရလေခုကြောက်လည်းကြည့်အောင်စပွဲပေါ်မှာဆာရက်တွေရှုပ်ပွားနေလို့တဲ့လာဆူသွားပြန်ပြီတော်ပြီကွာမလုပ်ချင်တော့လာကရပြေးမဲ့သွားစား စားမယ်။ဒါနဲ့ထည့်ပေးလိုက်လည်းမသိဘူးဒီနေ့တော့ နေပါကြီးရလဲ ။ဟောရှင့်ပုံစံကြီးကလေညောင်းအိုကြီးထိုင်မှိုင်နေတဲ့ပုံစံကြီးနဲ့တူတော့လေခလေးရရီကနေမှာပေါ့ ဟာနေပါရင်လိုက်လား ။အချင်းချင်းနေစတော့အဲ့လောက်ကြီးဒီဒေါသထွက်စရာမလိုပါဘူး။ရှောက်ကြားကြီးဖြစ်ပြီးတော့အံ့ဩစရာကောင်းလိုက်တာ ဟာယောက်ျားကြီးဖြစ်တော့မဖြစ်လဲယောက်ျားကြီးဒေါသမထွက်အောင်လို့နေကဘူးပြောတယ် စိတ်ကိုဆောအချင်းချင်းနေတာတယုံလာကြီးဖြစ် ဟာဒေါသမထွက်ပဲဘလို့လို့နေလို့ရမှာလဲလူကမနဲ့တည်းကဖူးတွေကကွာစမယ်ဆိုလဲချိန်နေတဲ့ချိန်ကောင်ကြည့်ပြီးစလေကွာဟဲ့ ။အောင်မရှစ်သတိရှင်လောက်ကြည့်လိုက်တော့မင်းကလေးတယောက်ကိုအဲ့လောက်ကြီးပြောစရာလိုလို့လား။ဒါမေဘူးအဲ့ချာနဲ့တော့လိုက်မယ်။အကိုပဲစဉ်းစားကြည့်လေညီမတို့ကအချင်းချင်းခင်လို့စားတာပဲရှိတာသူကညီမတို့ဘာမှမပြောရသေးခင်တည်းကွာရန်စကားစနေတာ အေးလေမင်းအောင်ဘာလို့ရန်စကားစ ဟာအကိုပဲစဉ်းစားကြည့်ကျွန်တော်တို့ကကိုယ့်ဘောက်ကိုထမင်းစားနေရလေအဲ့ဒါကိုမေဖူးကလာရည်ရဗျကျွန်တော်ကဘာလို့ရည်ရလဲပဲမေးလိုက်တာလေ နင်းအောင်ဘာလို့ရည်ရ ဟာကိုတူတာအဲ့လိုတော့မပြောနဲ့လေကောင်းကောင်းပြောလဲဒီစကားပဲအဲ့တော့ तू အဲ့လောက်ရန်လို့စရာမှမလိုတာပြီးတော့လေညီမကိုလည်း तू ကလေကက်ကက်လန်ပြန်ပြီးရန်တွေ့သေးတာ အေးလေမင်းကလည်းမင်းပဲ အကိုသူတို့ကကျွန်တော်မြောက်ကြီးနဲ့လာနိုင်တာဗျ ဟုတ်တယ်ကိုဟုတ်ကဲ့ မင်းတို့အောင်ဘာလို့စ အော်ညီမတို့ဒီတိုင်းလေးအချင်းချင်းခင်လို့စတာပါဆိုအဲ့လောက်ကြီးဒီ तू ဒေါသထွက်စရာမှမလိုတဲ့ဟာကြီး ဟာစရဲဆိုတာခြေနေတဲ့ချိန်ကရှိတယ်ဗျ ဟုတ်တယ်ကိုကျွန်တော်တို့လာကျုပ်စီးနေလုံနေအောင်လေမတိကြီးက blind ကိုယူသွားတာအဲ့ဒါကိုကိုလင်းတက်ကစိတ်ဆက်နေရတယ် အော်ကိုကရှင်းအောင်ဘာဝင်ဟုတ်နေရလဲရှင်တို့စီမှာပဲအလုပ်ရှိတာမဟုတ်ပါဘူးဒီဘက်ကလည်းအလုပ်လုပ်နေတာပါအမလီကိုစုခံရတိုင်းလေကိုဒေါသရဲ့သူများပေါ်ပုံချကြီးဆိုလို့ရှင်ကျမတို့လိုမျိုးနေတိုင်း customer တွေနဲ့ထိတွေ့နေရတဲ့သူဆိုရင်ရောဘယ်လိုလုပ်မလဲ ဟဲ့နေကောက်ကြိုက်လို့ပြောလို့ရတော့ငါကြီးလေးကိုဘာမှလာပြီးထိနေစရာမလို အောင်မထိတော့ဘာဖြစ်စင် ဘာဖြစ်လဲဟုတ်လား ထိတယ် ဘာဖြစ်လဲဟုတ်လား ကဲနှစ်ယောက်လုံးတော်ကြတော့ဘယ်နဲ့မင်းတို့လူငယ်တွေကဆက်ဆက်ထီကိုမခံကြအောင်ခါလေကိုယ့်ရင်ရမောင်နှမချင်းချင်းတောင်ရန်ဖြစ်ကြဆေးဆိုးစိတ်ကောက်ကြရှိသေးတာပဲလေငါတို့အားလုံးကနောက်မတွေ့ရမယ်လို့လည်းမဟုတ်ဘူးကိုတို့ကမိသားစုတွေပဲလေခါလေကိုယ့်အလုပ်သူ့အလုပ်နဲ့ stress တွေပြီးတဲ့အခါမျိုးမှာတော့ကြောက်ကစားလေးရတော့ဖြစ်ကြမှာပဲအဲ့ဒါကိုလည်းချင်းချင်းနားလည်းဖေးမကြရမှာပဲလေကဲနှင်းညီမလေးလည်းစိတ်လျှော့လင်းထက်မင်းလည်းနောက်ဆိုအဲ့လိုမပြောနဲ့ကြားလားမင်းကအကြီးဆုံးဖြစ်ပြီးတော့ငါတိတ်မပြောချင်ဘူးအာကာမင်းလည်းနည်းနည်းလေးရောက်တာကြတော့အဆွဲပြချင်ပြီဟုတ်လားအဲ့ဆွဲကိုတိန်းတာနော်ငါဆွဲနှုတ်ပြမယ်နင်းတို့ညီမနှစ်ယောက်ကလည်းကိုရီးယားအလုပ်များနေတာဆိုတော့ဒီတစ်ခါတော့နားလည်းပြေးလိုက်ဟုတ်ပြီလား ဟုတ်ကဲ့ ဟိုနှစ်ယောက်ကကြားလား ဟုတ် ဟယ်လိုဟုတ်ရှင် နင်းညီမလေးသတိထားအောင်လေဘာဖြစ်တာလဲကိုပြော မဖေခါအစီအမံဖြစ်လို့တဲ့အခုရန်ကုန်စေးရုံကြီးမှာစေးရုံတင်လာရဲ့ မင်းတို့ဘာကြောင့်ကြည့်နေတော့သွားယူ ဟုတ်ပါ
ချိန်မျိုးမှာနေ့ရဲ့ဘေးမှာအခုလိုမျိုးအားလုံးအတူတူရှိနေပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်နော် ။အော်ညီမလေးနေရဲ့အမတို့ကသိမတော်သားမဆက်ကြပေမဲ့နေ့တိုင်းမြင်တွေ့နေရတဲ့ second family တွေပဲလေ။ဒီလိုစကားတွေပြောနေစရာမလိုပါဘူးကွာ။ နာတော့တေးလို့ရှင်ရပါ යි မနာကခန်းခန်းနဲ့ပို့လိုက်ပါပြီအားလုံးစင်ပြေတောင်းပါပြီစိတ်ပူပါနဲ့နော် ကျေးဇူးတင်ပါတယ်ဒေါက်တာကျေးဇူးတင်ပါတယ် မမစိတ်ဝင်နေတော့ညီမလေး 哟，买鸡王瓜，Emma Stone 冇刪啦。ဟာမကြည့်အားသေးပါဘူးဗျာ 哇，妈！ ဖိုင်ကပဲရောက်နေတာ လာလိုက်တာကိုကရဲ့ဖုန်းရင်းနှုံးတိုင်ရဲ့အဲ့အတိုင်ထားမှရမှာလားလို့ ကတ်စတမာဖုန်းကွယ်မကြားမှာဆိုကျွန်တော်ရောကလေ မင်းရုံးကိုကာရာအိုကေခန်းချင်နေရလားကဲမီတင်စကြမယ် This chest is sale revenue report အကာမင်းဖုန်းကကြားဟိနေတယ်လို့ပဲ ကျွန်တော်ဖုန်းကလေဟိုဝယ်ကြရသူများဖုန်းတွေလည်းမတူဘူးနည်းနည်း speaker ပူကျင်ဝယ်ထားလို့ ဒါပေမဲ့မီတင်ချိန်မှာဖုန်းကို silent လုပ်ထားမယ်ဆိုတော့သိရမယ်လေမောင်လေး ဟုတ်ကဲ့ပါမကျွန်တော်အခုလုပ်လိုက်ပါမယ် Okay အော်လင်းချက်မီတင်ပြီးရင်သူ့ကို note for you 3နည်းလေးကိုကြပေးလိုက်ပါအောင်နော် ဟုတ်မှာဟုတ် အာကတလွဲရတော့အပြိုကြီးရဲ့မြတ်တော်ရှာတော်မူခဲ့ပြန်ပြီဟဲ့မင်းကလည်းမင်းမယ်မလွဲရရင်မနေနိုင် အေးဗျာကျွန်တော်လည်းလေအရေးကြီးအလုပ်ကိစ္စတွေပုံပြီဆိုရင်လေအကုန်တိုင်ပတ်တာ အေးအဲ့ဒါကြောင့်မင်းကို MPD note for you တုံးလို့ပြောတာပေါ့ MPD note for you လေတေးဦးလားငါပြမယ်လား MPD note for you ဆိုတာကွာဖုံးဖြေဖို့မအားလက်တဲ့အချိန်ဒီမှာမင်းတနေ့တာအတီးပေးပြောလို့တဲ့ဟာတွေကိုကွာဒီမှာကြည့်ဖုံးဖြေဆိုတဲ့လူတွေစီကိုအလွယ်တကူအတီးပေးနိုင်မှုစီစဉ်ထားတဲ့ package မျိုးပေါ့ကွာဥပမာမင်းခုနတုန်းကလိုမျိုး meeting ချိန်မှာကွာ customer တွေကဖုန်းလာတာမျိုးတော့ကွာအဲ့လိုချိန်တွေမှာဆိုလို့ရှိရင် note for you တာရှိရင် AC ပဲဖုန်းခေါ်ဆိုရီစီကိုမင်း reply ပြန်ချင်တဲ့ message တွေကိုအလွယ်လေးနှုတ်မှတ်ထားလို့ရတာဆိုတော့ဖုန်းဖြည့်ဆိုဖို့မအားတဲ့အချိန်ခါမျိုးတွေမှာဆိုရင်ကွာဖုန်းမျက်နှာပြင်ပေါ်မှာအလွယ်လေး reply ပြန်လိုက်ရုံနဲ့တစ်ဖက်လူရဲ့ဖုန်းမှာကွာဘေးစင်ပေါ်လိုမျိုးကွာသိရမလားအေးအဲ့လို message ပေါက်လေးတန်းပြီးတော့ကြတော့ပေါ်လာလိမ့်မယ်အေးအဲ့လိုမျိုးဖုန်းမကင်နိုင်တဲ့အချိန်ဒီမှာဆိုရင်နားလည်းမလွဲတာတွေလည်းမဖြစ်တော့ဘူးပေါ့ကွာအေး customer တွေလည်းစိတ်မခုကိုလည်းအဆင်ပြေပေါ့ကွာဘယ်လောက်ကောင်းလဲ ဟုတ်တယ်နော်မစိုးနော် အေးပြီးတော့ဈေးလည်းမကြီးဘူးကွာ तू ကတစ်ရက်မှာ69ကျပ်ပဲတစ်ပတ်ဆိုလို့ရှိရင်499ကျပ်မင်းတစ်လစာတာဝယ်ခြင်းနဲ့ဆိုရင်1999ကျပ်ပေါ့ကွာအေးတကယ်လို့မင်းဝယ်မယ်ဆိုရင်ကွာဒီမှာကြည့် *7878# ကိုဖုန်းခေါ်လိုက်ရုံပဲအေး user friendly ဖြစ်အောင်လို့လည်းပြန်ပြင်ပြီးတော့ update လုပ်ပေးထားတဲ့ MPD4U app ကနေပြီးအလွယ်တကူဝယ်လို့ရတယ် ခုနကလေမီဒီယံထဲမှာစကန်ကိုခေါ်လေကျွန်တော်တငယ်ချင်းနေဗျအဲ့ဒီကောင်တွေကအလုပ်လုပ်ပြီးမအားတော့ဘူးဆိုရင်စတိုက်ခေါ်တယ်ပြီးမကင်မချင်းကိုခေါ်တာကျွန်တော်မှလေအဲ့ဒီကောင်တွေ web line ပြန်ဖို့လေအဲ့ note ထဲမှာ message ကိုမှတ်ထားရတယ် ဟောအဲ့ဒါများတကယ်ချင်းဆိုတော့ရည်စရာကောင်းတာလေးထားပေါ့ကွာ ဟုတ်လားဘယ်လိုထားအောင်လဲ ကိုကဟိုနေ့ကကိုပါအောင်စေးပိုင်းနဲ့ပတ်သက်ပြီးတော့ customer complaint တက်နေလို့ မစဉ်းစားပြီးတော့ကြာရေးပေးထားလိုက်မယ်လှုပ်ရှားရှိတာတွားလုံးလိုက်တော့ ကျေးဇူးပါလို့ကျွန်တော်စိတ်ချမယ် ယုံလိုက်စမ်းပါချစ်ကိုယူနေလေးထဲပြင်အကားလေးထဲပြီးတေးဝင်နေဖြစ်မယ်နော် အကာ ခမညာ အလုပ်တွေပြီးမင်းမရုံငန်းနဲ့လာခဲ့ပါအောင် ဟုတ်ကဲ့နေတရားလေးကလည်းကြွချားတယ်နော်
ဟာဟဲ့လူဖြည်းဖြည်းလျှောက်ပါဗျအကုန်လုံးလည်းတိုက်ကုန်ပြီဟဲ့လူခင်ဗျာဘာလို့ထားပြန်ပြီလဲ ဟိုလေငါဘေးတွေလေဒီ MPD note for you ကနေတကယ်ချင်းကို reply ပြန်ဖို့ message ရေးနေတော့မှမတ်တီတီဆရာဖုန်းဝင်လာရကွာအဲ့ချိန်မှာမေးရ vibrate ကြီးကလည်းကျဲတာဟုတ်ကွာအဲ့ဒါလည်းချောကြသွားဒါပေမဲ့ငါပြီးအောင်တော့ဖမ်းလိုက်ပါရကွာ အဲ့ဒါမသိရဘာလို့ဒေါ်လာထွက်နေရလဲ အဲ့လေ note for you နဲ့မိတကယ်ချင်းကို reply ပြန်မဲ့ message ကိုလေငါမတ်တီတီစီမှားပို့လိုက်ပြီ ဟဲ့လူခင်ဗျာ message မှာဘာရေးထားလဲ အဲ့ဒါလေမင်းကိုယ်တိုင်ပဲဖတ်ကြည့်လိုက်ပါတော့ကွာဒီမဲ့ညီလေးရေးစားစကားပြောတယ်ဆိုတာတကယ်တော့ပတ်စံချေရတယ်လို့ပဲကွာမင်းပတ်ဆက်ကွာဥပမာမင်းရဲ့တကယ်ချင်းတယောက်ယောက်ကမင်းကိုရိုးရိုးပတ်ဆက်ချီလာမယ်ဆိုရင်မင်းပေးမလားမပေးပါဘူးအေးအဲ့တော့မင်း तू ကချေးကျင်လာအောင်မင်းလူမျိုးလုပ်မလဲမသိဘူးလေလက်ခံလာချင်အောင်ပြောရမှာပေါ့ကွာအေးဥပမာကွာမင်းရဲ့ကောင်မလေးရဲ့မွေးနေ့တော့ကွာဥပမာမင်းဖုန်းပေးကုန်လို့တော့အမျိုးမျိုးပေါ့ကွာမင်းပြည့်ရဲ့ဆင်းပြီးတော့ကွာ तू လက်ခံလာချင်အောင်ပြောရမှာပေါ့ဟုတ်တယ်နော်အေးဒီကငါပြောချင်တာကအဲ့ဒါဒီစကားပြောတယ်ဆိုတာအဓိကတော့လက်ခံလာကြအောင်ပြောရတာပဲဒီစကားပြောရဲဆိုတာလက်ခံရင်ပြည့်ရသုံးရတယ်ဆိုမင်းတော်ငါရဲ့တပည့်ပြီးသားလာပြီပဲကျွန်တော်ဖုန်းလာနေခဏတော့ပြောလိုက်နော်ရီစကားပြောရဲဆိုတာပတ်စံရှိရတယ်လို့ပဲဒါပဲဟဲ့အောင်တခါခေါ်မရထားလိုက်တော့လေထက်ကမခေါ်နဲ့ကွာအလုတ်လုံနေအတုတ်တုတ်နေအောင်မင်းကြောင့်လေငါမနေ့ကမီတီခန်းထဲမှာကောခံတာမင်းသိလားဒီပါ sorry ပါကွာငါလည်းရေးကြည့်နေလို့ပါမင်းရတယ်ဟဲ့အောင်ဘာကိစ္စလဲပြောဖုန်းဒေတာဝယ်ဖို့ကွာဘီမလောက်တော့လို့အဲ့ပတ်စံလေး1000လောက်ချီးပါလားဟဲ့အောင်အာကားပါစက်ကိုလာဖျဲရည်သိလားအန်တိုနေပြီမရှိနိုင်ဘူးကွာမင်းတို့ကောင်လည်းရှိပြီလေပြန်ဆက်တာမဟုတ်ဘူးတိုက်ရလို့ပေါ့ကွာလောက်ကွန်ပြန်ဆက်ပါမယ်မင်းရတယ်ဟဲ့အောင်ဒေတာဝယ်ပြီးမလောက်တာပဲကွာ MPD ယူတာဒေတာလုံးနဲ့ချီးလို့ရတယ်ဆိုတော့မင်းမသိဘူးလားဒေတာတီးတဲ့အောင်တော့ချေးသုံးလို့ရမသိဘူးအဲ့ဒါဘာကြီးလို့အဲ့ဒါပဲမင်းတို့ကောင်တွေကလေဘော်ရာရီရှိပတ်စံပတ်ချီဖို့လောက်ပဲသိရသေးလားမင်းမသိရင်မှတ်ထားဒီ MPD ရုံးကကိုလိုရှော်လေးမင်းကိုရှင်းပြတော်မူမယ်ယူထားဒေတာလုံးဆိုတာဒေတာအလွယ်တကူဝယ်ယူလို့မရနိုင်တဲ့အခြေအနေမှာအရေးပေါ်ဝယ်ယူလို့ရအောင်လုပ်ပေးတဲ့ package ဖြစ်တယ်ကွာမင်းအနေနဲ့ကွာ235 MB ကနေပြီးတော့ 2K အထိကိုအသုံးပြုထားတဲ့ limit ပေါ်မူတည်ပြီးတော့အခြေငါပြုလုပ်လို့ရတယ်ကိုအသုံးပြုထားတဲ့ data ကိုတော့မင်းငွေပြန်ဖြည့်တဲ့အခါကျမှပြန်ဆက်ရုံပဲယူထား data လုံးလိုချင်တယ်ဆိုရင် star 900 hack ကိုဖုန်းခေါ်ဆိုနိုင်ပြီဒါမှမဟုတ်ကွာ MPD 4U app ကနေပြီးတော့မင်းတိုက်ရိုက်ဝယ်ယူလို့ရတယ်ကဲဘာလို့သေးလဲကွာမင်းရတယ်ဒါတော့ဒါပေါ့ကွာငါ့ကိုပတ်စံလေးတော့နေပါချီးသမ်းပါကွာ1000လောက်ဟယ်လိုဟာဖုန်းလာရင်လေကွာကြာတော့ပြီတင်တယ်ဟယ်လိုတိုက်ကြလားဟယ်လိုကွာကဘာပြောစရာရှိလို့လဲပြောလေဟိုနေကျွန်တော်လေပတ်စံ900လောက်ရှိပါလားဩပတ်စံ900လောက်မြန်ကိုကရဲ့ချီးမနေနဲ့ရော့ယူထားလိုက်တော့ကြီးစားစကားပြောရဆိုတော့ပတ်စံရှိရတယ်လို့ပါပဲလားဟာရုံကနောက်ကျပြီကွာsorry ပါနေကျွန်တော်လေးရုံနောက်ကြတယ်ရနေဘယ်ပတ်လေးဖြစ်တော်လို့ပါရှင်ဘဲအချိန်ကြီးလုံးဖော်ကင်ဘက်တို့လိုက်ပြီးတော့ဒုက္ခပေးနေအောင်ပါလဲဒါခဏနေမီတင်ကြရင်ကျမ report တင်ရမယ် file နေရှင်ရှင့်လိုပုံစံမျိုးနဲ့လေ MPD ရုံးမှာရုံးဝန်ထမ်းလုပ်နေသေးတယ်တကယ်စိတ်ပြတ်ဖို့ကောင်းတဲ့လူဘယ်နေရာမှအကူညီမရအလကားလူရှင်က
ဒီတကောလုံးတော့တရားလုံးနေနော် ဟာငါရှင်နေရလေမင်းကိုဒီတိုင်းပဲစနေကြလေဒီနေ့မှမင်းကဘာလာဖြစ်နေအောင် နင်တို့ကကလေးတွေလားရုံးမရန်လာဖြစ်နေတာလင်းထက်နင်ကလည်းတော်ရုံပဲစလေအကနင်ရောဘယ်လိုဖြစ်နေရလဲစီနီယာကိုမလေးစားရလား ဘယ်ချိန်ရှိနေပြီလဲအာကာအချိန်ဆိုတာလေးစားရတယ်ကို့အထက်လူကြီးကမင်းကိုပြန်ဆောင်နေရတယ်လို့နောက်ပြီးဒီနေ့ကမင်းအတွက်အရေးကြီးတဲ့နေ့ဆိုတာမင်းမသိတာလား တောင်းပန်ပါတယ်မကျွန်တော် MBD မှာအလုပ်လုပ်ဖို့အတွက်အရေးရှင်းမရှိပါဘူးကျွန်တော်အလုပ်လုပ်ပြရအောင် ကဲကိုရုံဝင်နေချင်းချင်းဘလို့ဖြစ်ကြ ဟာကိုရဒီကလေးကမလေးမစားတဲ့ကျွန်တော်လည်းလာပြီးတော့ကြတော့ထိုးလားချိန်မလားနဲ့လာပြီးလုပ်နေရလေ ညီမလည်းသူ့ကြောင့်လည်းနောက်ကိုလဲကျသွားတယ်ကိုရဲ့ ဒီတစ်ခါညီမပြောလိုက်တာလွန်သွားတယ်ဆိုတော့သိပါတယ်ဒါပေမဲ့ तू ကလည်းသူ့ရဲ့အကိုရဲ့အများရန်ရှက်ပြနဲ့ လင်းချက် ဟုတ် အာကမင်းရဲ့တန်ကိုဘယ်လောက်သိခံလဲမင်းသိရမလားပြီးတော့တင်စားညီမလေးဒီကလေးဝင်လာတော့မှညီမလေးအားကိုးရတယ်မလားဒီကလေးဝင်လာတော့မှညီမလေးရဲ့အလုပ်တွေတော်တော်လေးလဲတက်တာသွားတယ်ဟုတ်တယ်မလားပြီးတော့နှင်းညီမလေးတို့ကဒီကလေးဘာလို့ပေးထားလဲဆိုတော့ညီမလေးတကယ်မသိရ ဘာလို့ဆိုလို့ကျင်တာလဲကိုညီမတကယ်မသိဘူး ညီမအဖေဆေးရုံမှာရေးပေါ်သွေးလိုတော့သွေးလူပေးခဲ့တာဘာလို့ထင်ဒီကလေးပဲလူပေးခဲ့တာလေ ရှင် ဟုတ်တယ်ဒီကလေးအလုပ်ကိုစဝင်ကြတဲ့ကဘသူ့ကိုဘလို့ကူညီရမလဲဆိုတာအမြဲတွေးတည်တာအဲ့ဒါကိုအိရှာလုပ်နေအကိုအတီးဆုံးပဲလေသူတလွဲကြီးလုံးတက်တာကိုလည်းအကိုသိပါတယ်ဒါပေမဲ့ကိုတို့အားလုံးကမိသားစုတွေပဲလေမှားနေပြင်ပေးရမယ်တယောက်အားနေချက်ကိုတယောက်ကဖေးမကူညီရင်လည်းရှေ့ဆက်ကြရမှာမဟုတ်ဘူးလားကဲအဲ့တော့၃ယောက်လုံးတေချာစဉ်းစားကြည့်အောင်ပေါ့တော်ကိုတို့အလုပ်လေးသွားလုပ်ကြအောင် ဟုတ်ကဲ့ Congratulations အာကာခုမင်းက MBD ရဲ့အမြဲတမ်းဝန်ထမ်းတစ်ယောက်ဖြစ်သွားပြီ အဘောက်တကွက်ပြီးတကယ်တော့တကွက်ပြီးပြသွား အော်ဒီနေ့တော့ချိန်နာတော့မှတ်ရတယ်အားလုံးလူစုံတက်စုံဖြစ်နေရနော်ရုံးကိုချိန်ကရောက်လာကြတာပေါ့လေမင်းတို့အားလုံးခုလိုစီးစီးလုံးမြင်ရတာကိုတကယ်ဝမ်းသာရယ်ကွာ ဟုတ်ပါကိုရေ
ပြုံနေတာချင်းတွေပဲစိုးတူကောင်းတူအမြဲတူရှိနေရမှာပေါ့နော်ဟုတ်တယ်မလား ဟုတ်တာဗောကျွန်တော်တို့ရဲ့ MBD စောင့်ဖို့အတိုင်းပဲကျွန်တော်တို့က customer တွေအတွက်အတူလက်တွေအများရှိနေဆိုတဲ့အတိုင်းတယောက်ကိုတယောက်ကူညီပေးမှရင် customer တွေအများရှိဆက်လန်းနေတာ မှန်စမ်းပေါ့ ကဲတော့ကြအောင် တူလက်တွဲအများရှိ MPD